နှစ်ညီပါရှိပါပြီရှင်10နှစ်ရှိပါပြီ17နှစ်ကျော်ပါပြီအမနှစ်စိတ်ရှိပြီညီမလေးအနှစ်30ကျော်ပါပြီဒုစဝင်တော့ကျတော့ခဏတစ်ဖြုတ်ဆိုပဲရောက်လာတာဒါပေမဲ့ဒီကကာချာကိုသဘောကျလာတယ်ဒီမှာပြန်လည်းမထွက်ပြတော့ပဲねဒီမှာ3လပဲလုံးမယ်ဆိုတော့3နှစ်တော့ကြော်လာပြီပေါ့နော် team နဲ့ culture ကြောင့်ပဲဖြစ်မှာအမတို့ရဲ့ပျော်ဖို့ကောင်းတဲ့ environment ပေါ့နော်ဆိုတော့အမရဲ့ environment က learn လုပ်လို့လည်းကောင်းသလိုမိသားစု type လည်းဖြစ်တဲ့အတွက်ကြောင့်အမတို့တို့ကတော့အရင် happy environment တစ်ခုလေးပါ training တွေလည်းအများကြီးတည်ရတယ်ယူမပန်ကဘယ်လိုပြောမလဲဟိုဝန်ထမ်းတွေအားလုံးပေါ့နော်အမြဲတမ်းတိုးတက်အောင်လို့လှုပ်ဆောင်ပေးနေရသိပါရှိခေါ်ရွေတယ်နှွေးထွေးတယ်အကုန်လုံးပေါ့နော်လုံးပေါ်ဂိုင်းဘက်တွေအတွက်လည်းပဲတက်လန်းတွေအများကြီးရှိတဲ့အတွက်ယူမဘန်မှာ join ကြပါလို့မှပြောချင်ပါတယ်အမှတ်တရဆိုလို့ရှိရင်တော့အမကြတော့ဒီကျောင်းပြီးသွားရတခါမှတော့အလုံးမလုပ်ဘူးပေါ့နော်ဒါတော့ first time နဲ့စဝင်တဲ့အလုပ်ကလည်းဒီလုပ်ပဲလုပ်တာလည်းအခုဒီထိပဲဆိုတော့အမစတွေ့တဲ့အချိန်မှာ Uncle Sesh နဲ့စတွေ့တာတွေ့ပြီးတဲ့အခါကျတော့ Uncle Sesh ကနေပြီးအမကိုတောက်ချအကုန်လုံးဒီဟာကိုသင်ပေးတဲ့အတွက်ကြောင့်မို့လို့အမအတွက်ကတော့အမှတ်တရပါပဲဟုတ်ပြောတယ်ပေါ့ညီမရေဒီနေ့နေရာပြောင်းဖို့စိတ်ကူးမှမရှိခဲ့ဘူးနော်ဒီ employee တွေအတွက်ဒီလိုမျိုးပျော်ပွဲရွှင်ပွဲတွေအမှတ်တရပွဲတွေလုပ်ပေးရတော့အများနဲ့အမှတ်တရဖြစ်နေမှာHappy anniversary ပါဒီထက်မကလည်းတိုးတက်ပါစေအောင်မြင်ပါစေယူမပဲဒီ33နှစ်ပြည့်ကနေစပြီးတော့နောက်နှစ်ပေါက်များစွာထိဆက်လက်တည်ပြဲပြီးတော့လွန်ရှည်ပါစေလို့ပြောချင်ပါတယ်ယူမပိုင်အမြဲတမ်းအောင်မြင်နေပါစေယူမပန်မိသားစုပင်အားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာပြီးတော့အောင်မြင်မှုပန်းနိုင်လေအစစ်စစ်ကိုတက်လန်းနိုင်ကြပါစေ